တချို့သောဆက်ဆံရေးတွေကစကားလုံးတွေမလိုပါဘူးနှလုံးသားနဲ့ခံစားရတာမျိုးပါဒီရင်နှင်းစရာကိုရီးယားဇာတ်လမ်းလေးမှာဆိုရင်လူတစ်ယောက်ရဲ့အေးဆေးငြိမ်သက်နေတဲ့ဘဝကိုထာဝရပြောင်းလဲသွားစေမဲ့မမြင်ရမကြားရတဲ့ကလေးမလေးတစ်ယောက်နဲ့လူပြိုကြီးတစ်ယောက်ဆုံတွေ့ကြပုံကိုဖော်ပြထားပါတယ်သူတို့ရဲ့ခရီးလမ်းကတော့ကစားခြင်းမျှော်လင့်ချက်နဲ့ကိုမထင်မှတ်ထားတဲ့နေရာမှာမိသားစုကိုရှာဖွေတွေ့ရှိခြင်းရဲ့လှပတဲ့အကြောင်းအရာလေးတစ်ခုဖြစ်လာပါတယ်အားလုံးပဲမင်္ဂလာပါစိုးယူ channel ကကြိုဆိုပါတယ်ဒီနေ့မှာတော့မထင်မှတ်ထားတဲ့ဆက်ဆံရေးတစ်ခုကဘဝနှစ်ခုကိုဘယ်လိုပြောင်းလဲသွားစေသလဲဆိုတာကိုပြသနေတဲ့ My Lovely Angel ဆိုတဲ့ရင်းနှင်းစရာကိုရီးယားဇာတ်လမ်းကိုကြည့်ရှုသွားမှာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာဂျေးဆိုတဲ့အမျိုးသားတစ်ယောက်ကိုတွေ့ရပါမယ်။သူကကြော်ညာကုမ္ပဏီပိုင်ရှင်တစ်ယောက်ပါ။သူ့နောက်မှာထိုင်နေတဲ့မိန်းကလေးတွေကတော့သူ့ကုမ္ပဏီမှာအလုပ်လုပ်နေတဲ့မော်ဒယ်တွေဖြစ်ပါတယ်။တခြားမိန်းကလေးအတော်များများလည်းဂျေးစီမှာအလုပ်လုပ်ကြပါတယ်။ဒါပေမဲ့ဂျေးရဲ့ကုမ္ပဏီကအခုတော့အတော်လေးအခြေအနေဆိုးရွားနေပါပြီ။အခန်းကမပေးနိုင်တာကြောင့်ရုံးခန်းကနေပါထွက်ပေးလိုက်ရတဲ့အထိဖြစ်သွားပါတယ်။ဂျေးကအခုဆိုရင်ကားထဲမှာပဲနေရပါတယ်။အဲ့ဒီကားကသူ့အိမ်လည်းဖြစ်တယ်လို့သူ့ရုံးခန်းလည်းဖြစ်ပါတယ်။ဂျေးကတခြားမော်ဒယ်တွေနဲ့အတူဂျန်ဆိုတဲ့မော်ဒယ်တစ်ယောက်ကိုစောင့်နေပါတယ်။အဲ့ဒီအချိန်မှာပဲသူဖုန်းဝင်လာပါတယ်။သူစောင့်နေတဲ့မော်ဒယ်ကရက်နှင်းငယ်ကမှကွယ်လွန်သွားခဲ့တာဖြစ်ပြီးသူမရဲ့ဖုန်းထဲမှာနံပါတ်တစ်ခုတည်းပဲတင်ထားခဲ့ပါတယ်။အဲ့ဒါကဂျေးရဲ့နံပါတ်ပါဒါကြောင့်ပဲဆေးရုံကသူ့ကိုဖုန်းဆက်ခဲ့တာပါ။ဆေးရုံကဂျန်ရဲ့ပတ်စံအိတ်နဲ့ဖုန်းကိုသူမရဲ့မိသားစုစီပေးအပ်ဖို့ဂျေးကိုပေးလိုက်ပါတယ်။ဂျန်မှာသမီးတစ်ယောက်ပဲရှိတယ်ဆိုတာကိုလည်းဆေးရုံကဂျေးကိုအကြောင်းကြားလိုက်ပါတယ်။ဂျေးကဆေးရုံကနေပြန်ထွက်လာရင်သူ့ကိုယ်သူတိုးတိုးလေးစူပူနေပါတယ်။ဂျန်ကသူ့စီမှာအကျွေးတွေအများကြီးတင်ထားခဲ့တာဖြစ်ပြီးအခုတော့အကျွေးမဆက်ရသေးခင်မှာပဲသူမကွယ်လွန်သွားခဲ့တာပါ။နောက်တနေ့မနက်မှာဂျေးကလိပ်စာအတိုင်းရှာပြီးဂျန်ရဲ့အိမ်ကိုရောက်သွားပါတယ်။သူခေါင်းလောင်းတီးပေမဲ့ဘယ်သူမှလာမဖွင့်ပါဘူး။ရုတ်တရက်တကားကနင်းဟန်နေတာကိုသူသတိထားမိသွားပါတယ်။ဂျေးအိမ်ထဲဝင်သွားပါတယ်။အခန်းကအရန်ကိုရှုပ်ပွားနေပြီးတိတ်ဆိတ်ချောက်ကပ်နေပါတယ်။အဲ့ဒီအချိန်မှာပဲကလေးမလေးတစ်ယောက်ဖြည်းဖြည်းချင်းလှုပ်ရှားနေတာကိုသူမြင်လိုက်ရပါတယ်။ကလေးမလေးကစပွဲပေါ်ကခတ်ဟောင်းဟောင်းပေါင်မုတ်ထုတ်လေးကိုကောက်ယူပြီးစပွဲအောက်မှာတစ်ယောက်တည်းထိုင်ကငိမ့်ငိမ့်လေးစားနေပါတယ်။ဒီကလေးမလေးကတော့ဂျန်ရဲ့တူးလေးသောသမီးယွန်းဖြစ်ပါတယ်။ဂျေးကသူမကိုစကားပြောဖို့စူးစမ်းကြည့်ပါတယ်။ဂျေးကငါကမင်းမေရဲ့တငယ်ချင်းပါမင်းမေကရွှေတွေကိုဘယ်မှာတင်ထားတာလဲအဲ့ဒါတွေကိုလာယူခိုင်းလို့လာခဲ့တာလို့ပြောလိုက်ပါတယ်ဂျေးရဲ့တကယ့်ရည်ရွယ်ချက်ကတော့ဂျန်သူစီမှာအကျွေးတင်ထားတဲ့ငွေတွေကိုပြန်ရဖို့အတွက်သူမရဲ့လက်ဝတ်ရတနာတွေကိုရောင်းထုတ်ဖို့ပါပဲဒါပေမဲ့ယွန်းကတော့ဘာမှပြန်မပြောပါဘူးသူမကစပွဲအောက်မှာထိုင်ပြီးဘာမှမဖြစ်သလိုပုတ်နေတဲ့ပေါင်မုံကိုပဲဆက်စားနေပါတယ်ဂျေးစိတ်တူလာပါတယ်သူကဂျန်ရဲ့ခင်မွန်းဟောင်းဖုန်းနံပါတ်ကိုရှာပြီးခေါ်ကြည့်ပေမဲ့ဟိုလူကဖုန်းကိုတောက်လျှောက်ချပစ်နေပါတယ်စိတ်တူလာတဲ့ဂျေးကစစ်လိတ်တလိတ်မိလိုက်ပါတယ်ယွန်းကစစ်လိတ်ငွေရနံ့ကိုရလိုက်တော့စပွဲအောက်ကနေဖြည်းဖြည်းချင်းထွက်လာပါတယ်ဒီအချိန်မှာပဲကလေးမလေးကမျက်စိမမြင်ဘူးဆိုတာကိုကျွန်တော်တို့သိလိုက်ရပါတယ်ယွန်းကအတန်ထွက်လာအောင်ကျမ်းပြင်ကိုလက်နဲ့ပုတ်ပြပါတယ်ဘာလို့ရမှန်းမသိတဲ့ဂျေးကသူ့မရှိမှထိုင်ပြီးအဲ့ဒီပုတ်တဲ့အတန်မျိုးကိုပဲလိုက်ပုတ်ပြလိုက်ပါတယ်ယွန်းကဂျေးရဲ့လက်ကိုကင်ကြည့်လိုက်တဲ့အခါသူမမျက်နှာမှာအပြုံးတစ်ခုပေါ်လာပါတယ်။ဒါပေမဲ့ဂျေးရဲ့မျက်နှာကိုထိတွေ့မိတဲ့အခါမှာတော့ဒါဟာသူမအမေရဲ့မျက်နှာမဟုတ်ဘူးဆိုတာသိသွားပြီးရုတ်တရက်အုံငိုပါတော့တယ်။ဒီအချိန်မှာပဲအင်ရှင်ကရောက်လာပြီးဂျေးကိုဂျန်ရဲ့ခင်မွန်းဟောင်းလို့ထင်မှတ်မှားသွားပါတယ်။ဂျေးကသူ့အကြောင်းကိုရှင်းပြဖို့အမျိုးမျိုးစူးစမ်းပေမဲ့အင်ရှင်ကတော့နားမထောင်ပဲစကားတွေဆက်ပြောနေပါတယ်။အင်ရှင်စီကနေပဲယွန်းဟာမျက်စိမမြင်ုံတင်မကပဲနားလဲမကြားရစကားလည်းမပြောနိုင်ဘူးဆိုတာကိုသိလိုက်ရပါတယ်အခုဆိုရင်ဒီလောကကြီးမှာသူမရဲ့အမေမှလွဲပြီးဘယ်သူမှမရှိတော့ပါဘူးအင်ရှင်နဲ့စကားပြောနေရင်းနဲ့ပဲဂျန်ကအိမ်လာကအမခံငွေ1,900ထားခဲ့တာကိုဂျေးတည်သွားပါတယ်ဒါကိုကြားလိုက်တဲ့အခါဂျေးကဂျန်ရဲ့ခင်မွန်းယွန်းရဲ့ဖခင်အဖြစ်ဟန်ဆောင်ပြီးအင်ရှင်ကိုယုံအောင်ပြောပါတော့တယ်အင်ရှင်ကလည်းသူ့ကိုအားပေးစကားတွေပြောပါတယ်ဂျေးကအမခံငွေ1,900စာရွက်စာတမ်းကိုလည်းရှာတွေ့သွားပါတယ်ဂျေးကသူ့အိမ်ကိုပြန်သွားတဲ့အခါအင်ရှင်ကသူ့ပစ္စည်းတွေအားလုံးကိုအပြင်ကိုထုတ်ပစ်ထားတာကိုတွေးလိုက်ရပါတယ်။အိမ်ကြီးချင်းကသူ့ကိုဒီနောက်ပိုင်းအိမ်ထဲကိုဘယ်တော့မှထပ်မဝင်ရတော့ဘူးလို့ပြောပါတယ်။တခြားလမ်းလည်းမရှိတော့တာကြောင့်ဂျေးကသူ့ပစ္စည်းတွေအားလုံးကိုတင်ပြီးဂျန်ရဲ့အိမ်ကိုပြောင်းရွှေ့သွားပါတော့တယ်။ယွန်းဆိုတဲ့ကလေးမလေးကတကားနားမှာချထားတဲ့ဖနက်တွေကိုစမ်းကြည့်လိုက်ပြီးသူမအမေရဲ့ဖနက်တွေမဟုတ်မှန်းသိသွားပါတယ်။သူမကဖနက်တွေကိုနေရာတကျပြန်ထားလိုက်ပါတယ်။ဂျေးကတော့သူမကိုတေချာကြည့်နေပါတယ်။အပြင်ကနေခောက်ဆွဲတပွဲဝယ်လာပြီးယွန်းရဲ့မျက်နှာရှေ့မှာထားပေးလိုက်ပါတယ်။ယွန်းကခောက်ဆွဲနှံကိုရလိုက်တော့ဒ
ဒါဟာစားစရာဟုတ်မဟုတ်သိအောင်စူးစမ်းပါတယ်ဒါဟာစားစရာဆိုတာသိလိုက်ရပြီးအရန်လဲစားလောင်နေပေမဲ့ဒီလူကသူမအတွက်တော့သစိမ်းတစ်ယောက်ဖြစ်နေပါတယ်ဒါကြောင့်ခောက်ဆွဲပွဲကိုထားခဲ့ပြီးသူမရဲ့အဟောင်းသားပေါင်မုံတွေကိုပဲပြန်ကောက်ပြီးထိုင်စားပါတယ်ဂျေးကသူမကိုတားပြီးပေါင်မုံတွေကပုတ်နေပြီလို့ရှင်းပြဖို့စူးစမ်းပေမဲ့ကလေးမလေးကဘာမှမကြားရပါဘူးသူမကပဲငြိမ်ငြိမ်လေးဆက်စားနေပါတယ်စိတ်ပြက်သွားတဲ့ဂျေးကပေါင်မုံတွေကိုအမှိုက်ပုံးနဲ့ပစ်ထည့်လိုက်ပါတယ်နေ့လယ်လောက်မှာတော့ယွန်းကအဲ့ဒီလူရှိသေးလားဆိုတာစစ်ဆေးပါတယ်တကားနာသွားပြီးဖက်နှက်တွေကိုရှာကြည့်တဲ့အခါမရှိတော့တာကိုတွေးလိုက်ရလို့သူမမျက်နှာမှာအပြုံးတစ်ခုပေါ်လာပါတယ်ဂျေးကတော့သူမလှုပ်သမျှကိုအနီးကပ်စောင့်ကြည့်နေပါတယ်။ယွန်းကသူမအမေထားခဲ့တဲ့ပေါင်မုံတွေကိုရှာပေမဲ့ဘယ်နေရာမှမတွေ့ရပါဘူး။ရုတ်တရက်ယွန်းအောင်ငိုပါတော့တယ်။သူမငိုတာကိုမြင်တော့ဂျေးကြောက်သွားပါတယ်။ကလေးမလေးမှာစားစရာဘာမှမရှိတော့ပါဘူး။ဂျေးကသူမမကြားနိုင်မှန်းသိပေမဲ့နှစ်သိမ့်ပေးလိုက်ပါတယ်။သူအမြန်ထွက်သွားပြီးပေါင်မုံအစ်စ်တွေဝယ်လာပေးပါတယ်။စပွဲပေါ်ကပေါင်မုံအစ်စ်ကိုယွန်းဆန်းကြည့်လိုက်တဲ့အခါဒါတွေကသူမအမေထားခဲ့တဲ့ပေါင်မုံတွေမဟုတ်မှန်းအနံ့နဲ့သိသွားပါတယ်။ဒီလူကပဲသူမအတွက်အစ်စ်ဝယ်လာပေးတာဆိုတာသူမသဘောပေါက်သွားပါတယ်ပြီးတော့ဂျေးချထားပေးတဲ့ခောက်ဆွဲတွေကိုစတင်စားသုံးပါတော့တယ်ဂျေးကစိတ်ပြက်လက်ပြက်နဲ့ထပြီးထွက်သွားပါတယ်ကလေးမလေးကတော့ခောက်ဆွဲတွေကိုအရသာရှိစားနေပြီးဂျေးကတော့စိတ်ညစ်နေပါတယ်နောက်ပိုင်းမှာယွန်းကရေချိုးခန်းထဲသွားပြီးမုတ်စိတ်ရိတ်တဲ့အမြုပ်တွေနဲ့အပြည့်ဖြည့်ပြီးစော့ကစားနေပါတယ်ဒါကိုမြင်တော့ဂျေးပို့ပြီးစိတ်တူလာပါတယ်နောက်တစ်နေ့မှာအိမ်ရှင်မကဂျေးကိုဖုန်းဆက်ပါတယ်အိမ်ကိုတန်ရှင်းရေးလုပ်ပေးဖို့အိမ်ငါးတစ်တယောက်လာတော့မှဖြစ်လို့ပါဂျေးသာအိမ်ကနေထွက်သွားရင်အာမခံငွေကိုပြန်ထုတ်လို့ရမှာပါဂျေးကယွန်းကိုအမြန်ရေချိုးပေးဖို့စူးစမ်းပါတယ်ဘာလို့လဲဆိုတော့သူမရဲ့အသွင်ပြင်ကိုကြည့်ရင်တင်3ရက်4ရက်လောက်ရေမချိုးထားမှန်းသိတာနေလို့ပါအိမ်ရှင်မသားဒါကိုမြင်ရင်တန်တရားဝင်သွားနိုင်ပါတယ်ဒါပေမဲ့ယွန်းကသူမအမေမပါပဲတယောက်တည်းရေမချိုးဘူးတာကြောင့်အတန်ကုန်အောင်ငိုပါတယ်အိမ်ရှင်မနဲ့မတွေ့ချင်တဲ့ဂျေးကအိမ်ထဲကနေအမြန်ထွက်ပြေးပါတယ်အနှဲငယ်ဝေးတဲ့နေရာရောက်မှသူ့လက်တော့နဲ့ဖုန်းကိုအိမ်ထဲမှာကြံခဲ့မှန်းသတိရပါတယ်။ပြန်ရောက်တဲ့အခါတန်ရှင်းရေးဝန်ထမ်းတွေရောက်နေပါပြီးအိမ်ရဲ့အခြေအနေကိုကြည့်ပြီးအကြာကြီးတန်ရှင်းရေးမလုပ်ထားမှန်းဝန်ထမ်းတွေသိသွားပါတယ်။ဒီကြားထဲမှာတော့ဂျေးကယွန်းရဲ့ဖခင်အဖြစ်ဟန်ဆောင်ပြီးလူတိုင်းကိုယုံအောင်စူးစမ်းနေပါတယ်။ရုတ်တရက်အိမ်ရှင်မကယွန်းကိုရေချိုးပေးဖို့ဂျေးကိုပြောလိုက်ပါတယ်။ဂျေးခက်တွေ့သွားပါတယ်။သူစဉ်းစားမိတာလေးတစ်ခုရှိပြီးယွန်းရဲ့အမေဝတ်ဆင်ခဲ့တဲ့ဆွဲတာအင်ဂျီကိုယူလာပေးလိုက်ပါတယ်။ကလေးမလေးကသူမအမေရဲ့ရနံ့ကိုချက်ချင်းမှတ်မိသွားပါတယ်။ဂျေးကယွန်းကိုရေချိုးပေးဖို့စူးစမ်းပေမဲ့သူမကအတန်ကုန်အောင်ငိုပါတယ်။အတန်ကြတော့အိမ်ရှင်မဝင်လာပြီးဒီလိုကလေးမျိုးကိုဘလို့များရေချိုးပေးနေတာလဲလို့ဂျေးကိုစူပါတော့တယ်။အိမ်ရှင်မကယွန်းကိုအယုတ်လေးတစ်ယုတ်ပေးလိုက်တဲ့အခါယွန်းကအခုရေချိုးချိန်ရောက်ပြီဆိုတာကိုနားလည်သွားပါတယ်ယွန်းနဲ့ဆက်သွယ်ရမယ့်နီလန်းကတာမန်လူတွေနဲ့မတူဘူးဆိုတာကိုဂျေးနောက်ဆုံးတော့သဘောပေါက်သွားပါတယ်သူမနားလည်နိုင်မဲ့နီလန်းကိုသူရှာရပါတော့မယ်အဲ့ဒီညမှာအပြင်မှာမိုးသေးထန်စွာရွာနေပါတယ်ဂျေးကအိပ်ပျော်နေပေမဲ့ယွန်းကတော့သူမအမေကိုတတိယပြီးငိုနေပါတယ်သူမအမေဘယ်တော့မှပြန်လာတော့မှမဟုတ်ဘူးဆိုတာကိုသူမလုံးဝမသိသေးပါဘူးသူမကိုနှစ်သိမ့်ပေးဖို့ဂျေးကကလေးမလေးကိုကြောပိုးပြီးအပြင်ကိုခေါ်သွားပါတယ်။နောက်တစ်နေ့မှာဂျေးကယွန်းကိုမတန်ဆွမ်းကလေးများအတွက်ကျောင်းတစ်ခုကိုခေါ်သွားပါတယ်။ဒါပေမဲ့ပြဿနာကြီးတစ်ခုပေါ်လာပါတယ်။ကျောင်းမှာအမြင်အာရုံချို့တဲ့ကလေးတွေနဲ့အကြားအာရုံချို့တဲ့ကလေးတွေအတွက်အတန်းခွဲထားတာပါ။ဒါပေမဲ့ကလေးမလေးကအမြင်အာရုံရောအကြားအာရုံပါမရှိတာကြောင့်ကျောင်းလက်ခံလို့မရပါဘူး။အဲ့ဒီနေ့ကအိမ်ပြန်ရောက်တော့ယွန်းကိုစာတွေကိုယ်တိုင်တင်ပေးဖို့ဂျေးဆုံးဖြတ်လိုက်ပါတယ်။ဂျေးကပလတ်စတစ်အခရာပုံစံတုံးတွေကိုအများကြီးဝယ်လာခဲ့ပါတယ်။အစပိုင်းမှာတော့ယွန်းကအဲ့ဒီပုံစံတုံးတွေကိုသူ့လက်နဲ့စမ်းသပ်ကြည့်ပါတယ်။သူမလိုကလေးတွေကအရန်တော်ကြပါတယ်။သူတို့ရဲ့အထီးအတွေ့အာယုံကတာမန်လူတွေထက်အစပေါင်းများစွာပိုပြီးထက်မြက်ပါတယ်။ဂျေးကယွန်းရဲ့လက်ပေါ်မှာစာလုံးတွေကိုရေးပြပြီးဘယ်အခရာကဘာဆိုတာကိုလမ်းညွှန်ပေးပါတယ်။ယွန်းကလည်းအရန်မြင်မြန်ဆန်ဆန်ပဲသင်ယူနိုင်ခဲ့ပါတယ်။နောက်တစ်ဆင့်အနေနဲ့ဂျေးကဖေဘေးဆိုတဲ့ပထမဆုံးစကားလုံးကိုသင်ပေးဖို့စူးစမ်းပါတယ်။သူကယွန်းရဲ့လက်ပေါ်မှာအကြိမ်ကြိမ်ရေးပြပါတယ်။ယွန်းကအဆင်ပြေနေပေမဲ့အပြည့်အစုံတော့မရသေးပါဘူး။နာရီတွေကြာသွားတဲ့အခါသူမပိုက်ဆာလာပါတယ်။အဲ့ဒီအချိန်မှာပဲတကားကောင်းလောင်းတန်မြည်လာပါတယ်။ယွန်းကသူမရဲ့ပေါင်မုံကိုစားဖို့ထွက်သွားပါတယ်။အပြင်မှာလူအချို့ရောက်နေပါတယ်။သူတို့ကဂျန်ရဲ့အကျွေးရှင်တွေပါ။ဂျန်ရဲ့ပစ္စည်းတွေအိမ်ကနေထွက်မသွားအောင်တားဆီးဖို့တရားရုံးအမိန့်စာပါလာပါတယ်။ဂျေးကတော့သူ့ပေးထားတဲ့ငွေတွေကိုပြန်ရမယ်လို့မျှော်လင့်ချက်တွေအကုန်ပျက်စီးသွားပါပြီ။
သူတို့ကဂျေးရဲ့လက်တော့ကိုတောင်ယူသွားကြပါတယ်။တစ်ဖက်မှာလည်းဂျေးရဲ့ကြော်ညာကုမ္ပဏီကမော်ဒယ်တွေကလစာမပေးနိုင်တာကြောင့်သူ့စီမှာအလုပ်လုပ်တာကိုတဖြည်းဖြည်းနဲ့ရပ်တန့်သွားကြပါတယ်။စိတ်ပြက်အားငယ်နေတဲ့ဂျေးကမိုးသေးကြီးမေးကြီးထဲမှာအိမ်ကိုလမ်းလျှောက်ပြန်လာပါတယ်။အိမ်ရောက်တဲ့အခါယွန်းကတကားဝမှာသူ့ကိုစောင့်နေပါတယ်။ဂျေးကသူမကိုလစ်လျူရှုပြီးဝင်အိတ်လိုက်ပေမဲ့ကလေးမလေးကတော့စိတ်ရှည်လက်ရှည်နဲ့ဆက်ဆောင်နေသေးပါ။နောက်တနေ့မနက်မှာတော့ဂျေးရဲ့လုပ်ဖော်ကိုင်ဘက်ကသူ့ရုံးခန်းကိုတိမ့်ပိုက်လိုက်မှန်းသိလိုက်ရပါတယ်။ဂျေးဒေါသထွက်သွားပါတယ်။လုပ်ဖော်ကိုင်ဘက်ကအခုဆိုရင်ဂျေးအကျွေးတွေနဲ့မြင်မွန်းနေပြီဖြစ်လို့ကုမ္ပဏီကိုသူတို့ပိုင်သွားပြီလို့ပြောပါတယ်။ဂျေးကအလုပ်လုပ်ချင်ရင်သူတို့စီမှာလုပ်နိုင်ပြီးလစာကောင်းကောင်းပေးမယ်လို့ပြောပါတယ်။ဂျေးကသူ့ရဲ့အခက်ခဲဆုံးအချိန်မှာကိုကူညီပေးခဲ့ဘူးတာကိုပြန်သတိပေးလိုက်ပါတယ်။လုပ်ဖော်ကိုင်ဘက်ကတော့အဲ့ဒီအတွက်ကြောင့်ပဲအခုအလုပ်ခန့်ပေးတာလို့ပြန်ပြောပါတယ်။အဲ့ဒီညမှာပဲလုပ်ဖော်ကိုင်ဘက်ကကုမ္ပဏီကမော်ဒယ်တယောက်ကိုမလျော်ကန်တဲ့အပြုအမူတွေလုပ်ဖို့စ조사နေတာကိုဂျေးမြင်လိုက်ရပါတယ်။ဂျေးဒေါသကိုမထိန်နိုင်တော့ပဲသူ့လုပ်ဖော်ကိုင်ဘက်ကိုရုပ်ပိုင်းဆိုင်ရာအရာတုံ့ပြန်လိုက်ပါတယ်။အိမ်ပြန်ရောက်တဲ့အခါသူအရက်တောက်နေမိပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ဖုန်းထဲကိုအကြောင်းကြားစာတစ်ခုဝင်လာပါတယ်။ဘေးတွေမပေးရသေးတာကြောင့်ဘဏ်ကဂျေးရဲ့ credit card ကိုပိတ်လိုက်ပါပြီ။ဂျေးကသူ့ပတ်စံအိတ်ကိုစစ်ကြည့်တဲ့အခါဝန်900ပဲကျန်တော့တာကိုတွေးလိုက်ရပါတယ်။ဒါကသူပိုင်တဲ့ပတ်စံအားလုံးပါပဲ။ယွန်းလေးကတော့အနားမှာအိပ်ပျော်နေပါတယ်။ဂျေးကယွန်းရဲ့အမေဖုန်းကိုထုတ်ကြည့်ပြီးယွန်းငယ်ငယ်တုန်းကပုံတွေကိုကြည့်နေပါတယ်။ဖုန်းကိုစစ်ဆေးနေတုန်းဂျေး message တစ်ခုကိုရုတ်တရက်မြင်လိုက်ရပါတယ်။ယွန်းရဲ့အမေကရွာမှာရှိတဲ့အတော်ဖြစ်သူကိုငွေချေးထားဘူးတာပါ။နောက်တနေ့မနက်မှာတော့အဲ့ဒီအတော်ကိုရှာဖို့ယွန်းနဲ့ဂျေးတို့ကားနဲ့ထွက်လာခဲ့ပါတယ်။သူတို့မျိုးကနေကျေးလက်ဘက်ကိုဥတီလာခဲ့တာပါယွန်းလေးတယောက်ဒီနေ့မှပထမဆုံးအကြိမ်လေကောင်းလေတန်းတွေကိုရှူရှိုက်နေရတာပါသူမအရန်ကိုပျော်ရွှင်နေပါတယ်ရွာကိုရောက်တဲ့အခါအတော်ဖြစ်သူရဲ့ဓာတ်ပုံကိုထုတ်ပြီးရွာသားတွေကိုပြရင်းမေးကြည့်ပေမဲ့ဘယ်သူမှမမှတ်မိကြပါဘူးမေးမြန်းစုံစမ်းပြီးတဲ့နောက်စိတ်ပြက်လက်ပြက်နဲ့ကားစီပြန်လာခဲ့ပါတယ်ပြန်ရောက်တဲ့အခါယွန်းကိုမတွေ့တော့တာကိုသူသတိထားမိသွားပါတယ်ဂျေးယွန်းကိုလိုက်ရှာပါတယ်အနှဲငယ်ဝေးတဲ့နေရာမှာမိသားစုတစ်ခုနဲ့အတူရှိနေတာကိုတွေ့လိုက်ရပါတယ်သူမခွေးလေးတစ်ကောင်နဲ့စော့ကစားနေတာပါအဲ့ဒီမိသားစုကသဘောကောင်းပါတယ်ဂျေးကသူဘာကြောင့်ရောက်လာရတယ်လဲဆိုတာရှင်းပြပါတယ်အဲ့ဒီလူကသူတို့အတွက်ညအိတ်ဖို့နေရာနဲ့အစားအစာပေးမယ်ဒါပေမဲ့ပြန်ပြီးတော့ဂျေးကလေယာအလုပ်တွေကုလုပ်ပေးရမယ်လို့ပြောပါတယ်လေယာအလုပ်ကရုံးအလုပ်လောက်မလွယ်ကူပါဘူးဂျေးတနေကုန်အလုပ်လုပ်ပြီးတဲ့အခါအဲ့ဒီလူကသူတို့ကိုပြုတ်ထားတဲ့အာလူးနှင်းငယ်နဲ့ကြက်ဥတချို့ပေးပါတယ်မောပန်းနှွမ်းနေနေတဲ့ဂျေးကကျမ်းပြင်ပေါ်မှာလှဲအိတ်လိုက်ပြီးယွန်းလေးကတော့ပြုတ်ထားတဲ့အာလူးတွေကိုထိတွေ့ပြီးဘာလဲဆိုတာနားလည်အောင်စူးစမ်းနေပါတယ်ပြီးတော့သူမပါဇက်ထဲကနေထုတ်ပြီးဂျေးရဲ့မျက်နှာရှေ့မှာကမ်းပေးလိုက်ပါတယ်စိတ်တူသွားတဲ့ဂျေးကထပြီးထွက်သွားပါတယ်နောက်တစ်နေ့မှာသူတို့ကားနဲ့ခီးဆက်ကြပါတယ်လမ်းမှာယွန်းအတော်လေးရေငတ်နေပေမဲ့ကားပေါ်မှာရေမရှိသလိုအနီးနားမှာလည်းဆိုင်မရှိပါဘူးအဝေးမှာဖျဲသီးကင်းတစ်ခုကိုဂျေးတွေးလိုက်ရပါတယ်သူအဲ့ဒီကနေဖျဲသီးတစ်လုံးခိုးယူပြီးလှီးဖြက်ကယွန်းကိုကျွေးဖို့စူးစမ်းပါတယ်ဖျဲသီးကနေအစေတွေကိုဘလို့ခွဲထုတ်ရမလဲဆိုတာကိုလည်းသင်ပေးဖို့စူးစမ်းပါတယ်ယွန်းရမ်းပျော်နေပါတယ်သူတို့ကြုံတွေ့ခဲ့ရတဲ့စီးရဲဒုက္ခတွေအားလုံးပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်နောက်ဆုံးတော့ပျော်ရွှင်စရာအချိန်လေးကိုခံစားနေရပါပြီအဲ့ဒီအချိန်မှာပဲမိန်းကလေးတစ်ယောက်ရောက်လာပါတယ်ဒီဖျဲသီးခင်းကသူမရဲ့မိသားစုပိုင်ဆိုင်တာပါဂျေးဖျဲသီးခိုးတာကိုခိဘကနေမိန်းကလေးတစ်ယောက်မြင်သွားပါတယ်ဂျေးကအဖြစ်ပြက်အားလုံးကိုရိုးသားစွာရှင်းပြပြီးခွင့်လွှတ်ဖို့တောင်းပန်ပါတယ်အတော်ဖြစ်သူကိုမှတ်မိနိုင်မလားလို့ဓာတ်ပုံကိုပြပေမဲ့အဲ့ဒီမိန်းကလေးကဘာမှမပြောခင်ကျမတို့တီးနှံတွေကိုဖျက်ဆီးလိုက်တာအတွက်အရင်ရှင်းပါအောင်လို့ပြန်ပြောပါတယ်ဂျေးကအခုကျွန်တော်ဘာလုပ်ပေးရမလဲလို့မေးလိုက်ပါတယ်နောက်ခန်းမှာတော့ဂျေးဖျဲသီးတွေကိုထမ်းနေရတာကိုတွေ့ရမှာပါအလုပ်ပြီးတဲ့အခါဂျေးကားထဲမှာနားနေပါတယ်အပြင်မှာမိုးသေးထန်စွာရွာချလာပါတယ်ယွန်းကအခြေအနေကိုအထီးတွေးနဲ့တီးလိုက်တဲ့အတွက်ပူစာနေပါတော့တယ်သူမအပြင်ကိုအခုချက်ချင်းထွက်ချင်နေတာပါဂျေးကလုံးဝမကြိုက်ပေမဲ့ကလေးမလေးကစိတ်ကောက်ပြီးလုံးဝလက်မလျှော့ပါဘူးနောက်ဆုံးတော့ဂျေးကထီးကိုကင်ပြီးသူမနောက်ကနေလိုက်သွားပါတယ်ယွန်းတယောက်ပထမဆုံးအကြိမ်အနေနဲ့မိုးရေထဲမှာပျော်ရွှင်နေပါတယ်သူမရှုံနုံတွေကိုထိတွေ့ရင်းနဲ့ပဲဘဝမှာတခါမှမကြုံဘူးတဲ့မြေကြီးရဲ့အထီးတွေးနဲ့အနံ့ကိုရှာဖွေတွေ့ရှိနေပါတယ်သူမရဲ့စစ်မှန်တဲ့ပျော်ရွှင်မှုကိုကြည့်ပြီးဂျေးအံ့အားသင့်နေပါတယ်ခဏအကြာမှာတော့အဲ့ဒီမိန်းကလေးကဂျေးကိုလာခေါ်ပါတယ်မိန်းကလေးရဲ့နာမည်ကကင်ဖြစ်ပါတယ်သူမရဲ့အမေကကွယ်လွန်သွားတာကြာပါပြီကင်ကသူမရဲ့ဖခင်အကိုနဲ့အတူ
လေတော်မှာနေပါတယ်အဲ့ဒီညမှာသူတို့အတူတူစားတောက်နေရင်းနဲ့ပဲယွန်းကအရင်ကအတိုင်းပဲသူမပါဇက်သေးကအစားအစာကိုဂျေးရဲ့ပါဇက်သေးထည့်ပေးဖို့ကြိုးစားပါတယ်ဂျေးကစိတ်တူပြီးဒီလိုညစ်ပတ်တဲ့အလေးအကျင့်ကိုဘယ်ကတင်လာတာလဲလို့မေးလိုက်ပါတယ်ကင်ရဲ့ဖခင်ကဂျေးကိုတားပြီးခမားဘာတွေပြောနေတာလဲဘာမှမသိဘူးလားကျွန်တော်အမေလည်းနားမကြားဘူးအသက်ကြီးပြီးဆုံးတဲ့အထိသူလဲဒီလိုပဲလှုပ်တတ်တယ်ဒါကသူတို့ချစ်ချင်းမြတ်တာကိုဖော်ပြတဲ့နေ့ပါကလေးမလေးကခမားကိုအယမ်းချစ်တယ်လို့ပြောလိုက်ပါတယ်ဂျေးသူ့အမားကိုသဘောပေါက်သွားပါတယ်တစ်ချိန်တည်းမှာပဲချစ်ချင်းမြတ်တာဆိုတာထူးဆန်းပြီးထူးခြားတဲ့နီလန်းတွေနဲ့ဖော်ပြနိုင်တယ်ဆိုတာကိုသူနားလည်သွားပါတယ်လက်ထဲမှာကြံနေတဲ့ပတ်စံအနှဲငယ်လဲကုန်ခါနီးဖြစ်နေတော့ဒီကလေးမလေးနဲ့နောက်ပါဆက်လုပ်ရမလဲဆိုတာကိုသူစဉ်းစားနေပါတယ်နောက်တနေ့မနက်မှာတော့ကင်ရဲ့ဖခင်ကအိမ်နောက်တနေရာမှာတခုခုကိုဝတ်ထားတာကိုဂျေးသတိထားမိသွားပါတယ်ဂျေးမေးကြည့်တဲ့အခါသူပြုံးမဲပြနေပါတယ်အဲ့ဒီအချိန်မှာကင်ရောက်လာပါတယ်ဂျေးကလေယာအလုပ်တွေကုလုပ်ပေးမယ်ဆိုပြီးနောက်ထပ်ရက်အနှဲငယ်လောက်ဆက်နေခွင့်ပေးဖို့တောင်းဆိုလိုက်ပါတယ်ကလေးမလေးအပေါ်ဂျေးရဲ့စစ်မှန်တဲ့မြတ်တာကိုမြင်တော့ကင်ရဲ့စိတ်နှလုံးပျော့ပြောင်းသွားပါတယ်။ဘာလို့လဲဆိုတော့ဂျေးကကလေးမလေးရဲ့အဖေရင်းမဟုတ်ဘူးဆိုတဲ့အမှန်တရားကိုကင်သိသွားလို့ပါ။ကင်တယောက်လည်းဂျေးအပေါ်စိတ်ဝင်စားမှုတွေစတင်ရှိလာပါတော့တယ်။အဲ့ဒီအချိန်ကစပြီးကလေးမလေးရဲ့လေတော်အိမ်မှာအသက်မွေးဝမ်းကြောင်းတစ်ခုစတင်ခဲ့ပါတယ်။ဒီမှာရှိသမျှအရာအလုံးကကလေးမလေးအတွက်အသက်ဆန်းတွေကြီးပါပဲ။သူမဟာအထီးတွေ့တွေကနေတဆင့်အတွေ့အကြုံတစ်တွေကိုခံစားနေရပါတယ်။သူတို့အားလုံးအတူတူအလုပ်လုပ်ရင်းအရန်ပျော်ရွှင်နေကြပါတယ်။ယွန်းတယောက်အချိန်တိုင်းမှာအသက်ဆန်းတွေကိုတင်ယူနေရပြီးဘယ်เจ้าမှမတင်ပေးနိုင်တဲ့ပညာရေးမျိုးကိုသူမရရှိနေပါတယ်။ကလေးမလေးအရန်ပျော်ရွှင်နေပါတယ်။ကင်လည်းယွန်းကိုအရန်ချစ်လာပါပြီ။သူတို့ဟာမိသားစုလိုဖြစ်သွားပါပြီတရက်မှာတော့စားတောက်ဆိုင်မှာအတူတူစားတောက်နေရင်ကင်ရဲ့ဖခင်စီကဖုံးဝင်လာပါတယ်သူတို့စကားပြောတာကိုနားထောင်ရင်ကင်ရဲ့ဖခင်မှတ်ညံချို့ယွင်းတဲ့ယောဂခံစားနေရမှန်ကြီးသဘောပေါက်သွားပါတယ်နောက်ပိုင်းမှာတော့သူတို့၃ယောက်အိမ်ပြန်လာကြပါတယ်ကင်ကယွန်းအတွက်ဆွဲတာအင်ဂျီလေးတစ်ထည်လုပ်ပေးထားပါတယ်ဆွဲတာအစ်စ်လေးရလိုက်တော့ယွန်းအရန်ဝမ်းသာသွားပါတယ်အဲ့ဒီအချိန်မှာပဲအိမ်ရှိတကားဝမှာဂျေးအရင်ကရိုက်နှက်ခဲ့တဲ့လုပ်ဖော်ကင်ဘက်ရောက်နေတာကိုတွေးလိုက်ရပါတယ်။အဲ့ဒီလူကဂျေးကိုတိုက်ခိုက်ပြီးဒီကားကကုမ္ပဏီပိုင်ပစ္စည်းဖြစ်တဲ့အတွက်ခမားပိုင်တော့မဟုတ်တော့ဘူးလို့ပြောပါတယ်။ဂျေးရဲ့လုပ်ဖော်ကင်ဘက်ကသူ့ရဲ့နောက်ဆုံးကြံရှိတဲ့ပိုင်ဆိုင်မှုဖြစ်တဲ့ကားကိုယူသွားပါတော့တယ်။ဂျေးလည်းစိတ်မကောင်းစွာနဲ့အိမ်ပြန်လာခဲ့ပါတယ်။ဂျေးကင်ရဲ့ဖခင်တစ်ခုခုကိုဝတ်ထားတဲ့နေ့ကိုပြန်သတိရသွားပါတယ်။တိကျင်စိတ်နဲ့သွားစစ်ကြည့်တဲ့အခါငွေပမာဏအများကြီးကိုတွေးလိုက်ရလို့အံ့အားသင့်သွားပါတယ်ခဏအကြာမှာကင်ရောက်လာပြီးဘာဖြစ်တာလဲလို့မေးပါတယ်ဂျေးကဘာမှမဖြစ်ဘူးလို့ပြောလိုက်ပါတယ်ပြီးတော့ယွန်းဘယ်မှာလဲလို့မေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကင်ရဲ့အကိုကသူ့အဖေကလေးကိုခေါ်ပြီးအိမ်ကနေထွက်သွားတာကိုတွေးလိုက်ရတယ်လို့ပြောပါတယ်ကင်ရဲ့ဖခင်မှတ်ညံချို့ယွင်းနေမှန်းသိထားတဲ့အတွက်ကင်နဲ့ဂျေးနှစ်ယောက်လုံးထိတ်လန့်သွားပါတယ်သူတို့နှစ်ယောက်ယွန်းနဲ့ကင်ရဲ့ဖခင်ကိုလိုက်ရှာကြပါတယ်အကြာကြီးရှာဖွေပြီးတဲ့နောက်ကင်နဲ့ဂျေးနောက်ဆုံးတော့သူတို့ကိုတွေ့သွားပါတယ်။အဲ့ဒီညမှာဂျေးနဲ့ယွန်းဘေးချင်းရှင်ပြီးလှဲအိတ်နေပါတယ်။ယွန်းကဂျေးရဲ့မျက်နှာကိုစမ်းကြည့်လိုက်ပြီးတခုခုဖြစ်ပျက်နေတယ်ဆိုတာကိုခံစားမိသွားပါတယ်။ယွန်းကဂျေးကိုဖတ်လိုက်ပြီးချစ်ခင်မျက်နှိုးစွာနဲ့ပုတ်တီးပုတ်တက်လုပ်နေပါတယ်။ဂျေးကယွန်းရဲ့လက်တွေကိုဆွဲယူပြီးသူ့မျက်လုံးတွေပေါ်တင်လိုက်ပါတယ်။သူကယွန်းကိုမျက်ရည်တွေကိုထိတွေ့ခိုင်းပြီးဒါကိုမျက်ရည်လို့ခေါ်တယ်လို့ရှင်းပြပါတယ်။လူတွေဝမ်းနေတဲ့အခါမျက်လုံးထဲကနေရေတွေကျလာတတ်တယ်ဆိုတာကိုသူရှင်းပြလိုက်ပါတယ်။နောက်တနေ့မနက်မှာကင်ကစာတစ်စောင်ကိုတွေးလိုက်ရပါတယ်။ဂျေးနဲ့ယွန်းမရှိတော့ပါဘူး။စာထဲမှာတော့ကင်ရဲ့ဖခင်ဝတ်ထားတဲ့ပတ်စံတွေအကြောင်းဂျေးရေးသားထားပါတယ်။အဲ့ဒီအချိန်မှာဂျေးကယွန်းကိုသူမရဲ့ဖခင်ရင်းနဲ့တွေ့ဆုံပေးဖို့ခေါ်သွားခဲ့ပါတယ်။သူယွန်းကိုစောင့်ရှောက်ရမယ့်တာဝန်ကနေလွတ်မြောက်ချင်ခဲ့ပေမဲ့ယွန်းရဲ့ဖခင်ရင်းကတော့တာဝန်ယူဖို့ညှင်းဆိုပါတယ်။သူကဂျေးကိုပတ်စံတွေပေးပေမဲ့ဂျေးကပတ်စံတွေကိုသူ့စီပြန်ပစ်ပေါက်ပြီးထွက်သွားပါတယ်။ယွန်းရဲ့ဖခင်ကကလေးမလေးအတွက်အယုတ်တရုတ်ယူလာပေးပြီးနှစ်သိမ့်ဖို့စူးစမ်းပေမဲ့ကလေးမလေးကတော့လောကကြီးရဲ့အမှန်တရားကိုနားလည်သွားခဲ့ပါပြီ။သူမဂျေးရဲ့နောက်မှာပုံးကွယ်ပြီးသူ့လက်ကိုဆွဲကင်ကလိုက်သွားပါတယ်။ဘတ်စကားပေါ်မှာဂျေးရဲ့မျက်နှာပေါ်မျက်ရည်တွေစီးကျလာပါတယ်။သူယွန်းကိုပင်လယ်ကမ်းခြေစီခေါ်သွားပြီးပင်လယ်ကြီးရဲ့ကျေပြောပုံကိုနားလည်အောင်ကူညီပေးပါတယ်။ဒီကလေးမလေးကအခုဆိုရင်ဂျေးကိုအပြည့်အဝယုံကြည်သွားပါပြီ။ယုံကြည်မှုဆိုတာရအောင်ယူရတဲ့အရာဖြစ်ပြီးသူမရဲ့ဖခင်ရင်းကမပေးနိုင်ခဲ့တဲ့အရာပါဒါပေမဲ့သူစိမ့်တစ်ယောက်ဖြစ်တဲ့ဂျေးကတော့အဲ့ဒီယုံကြည်မှုကိုရအောင်ယူနိုင်ခဲ့ပါတယ်။နောက်တနေ့မနက်မှာဂျေးယွန်းနဲ့အတူထွက်လာခဲ့ပါတယ်။သူတို့မိဘမဲ့ကြီးဟာတခုရဲ့ရှေ့မှာရက်လိုက်ကြပါတယ်။
ဂျေးကအဲ့ဒီမှာရှိတဲ့အမျိုးသမီးတစ်ယောက်ကိုစကားပြောပြီးအချိန်နည်းနည်းလောက်ပို့ပေးဖို့တောင်းဆိုလိုက်ပါတယ်။သူမကိုနောက်ဆုံးအကြိမ်မြင်ရမယ့်အခွင့်အရေးလို့ထင်တဲ့အတွက်ဂျေးကယွန်းရဲ့ရှေ့မှာဒူးထောက်ပြီးသူမကြိုက်တဲ့ပေါင်မုံကိုပေးလိုက်ပါတယ်။ယွန်းကပျော်ရွှင်စွာနဲ့စားနေပါတယ်။ဂျေးကဒီနေရာကမင်းအတွက်ကောင်းမှာပါလို့ညင်သာစွာပြောလိုက်ပေမဲ့ကလေးမလေးကတော့မကြားနိုင်ပါဘူး။ဂျေးသူမရဲ့မျက်နှာကိုကြည့်နေချိန်မှာပဲသူမပေါင်မုံကိုဆက်စားနေပါတယ်။ပြီးတော့ဂျေးထရက်လိုက်ပြီးသူ့အိတ်ကိုကောက်ကင်ကဖြည်းဖြည်းချင်းထွက်သွားပါတယ်။ယွန်းကတော့သူမယုံကြည်ရတဲ့သူမကိုထားခဲ့သွားမှန်းမသိပဲထိုင်လျက်သားကြံရစ်ခဲ့ပါတယ်။ခဏအကြာမှာယွန်းကဂျေးရဲ့အိတ်ရှိသေးလားဆိုတာလက်နဲ့စမ်းကြည့်ပါတယ်။မတွေ့ရတော့ပါဘူး။သူမဂျေးကိုလိုက်ရှာပေမဲ့သူမတောင်းတနေတဲ့ရင်းနှီးတဲ့အထီးအတွေ့မျိုးကိုမတွေ့ရတော့ပါဘူး။ပေါင်မုံတွေသူမလက်ထဲကနေပြုတ်ကျသွားပါတော့တယ်။သူမဟာတကားပေါက်စီရောက်တဲ့အထိနေရန်ကိုကင်ပြီးရှေ့ကိုတိုးသွားပေမဲ့တကားကပိတ်ထားခဲ့ပါတယ်။ကလေးမလေးကငိုယိုပြီးဖန်တကားကိုအားနဲ့ထုရိုက်ပါတော့တယ်။အချိန်တွေကြာလာတာနဲ့အမျှသူမရဲ့ငိုတန်တွေကပိုပြီးကျဲလောင်လာပြီးရုံးရင်းဆန်ခတ်ဖြစ်လာပါတယ်။ရုံးရဲ့ငိုတန်ကိုဂျေးမခံစားနိုင်တော့ပါဘူး။သူပြန်လှည့်လာပြီးတကားရဲ့တစ်ဖက်မှာရက်နေပါတယ်ပြီးတော့တကားကိုဖွင့်လိုက်ပြီးရုံးရဲ့မျက်ရည်တွေကိုတုပ်ပေးလိုက်ပါတယ်။ကလေးမလေးရဲ့ငိုတန်တွေကပိုပြီးတိုးလာသလိုပါပဲ။သူမကြီးရဲ့လက်ကိုကင်လိုက်ပြီးမျက်ရည်တွေစီးကျလာတဲ့အချိန်မှာငိုတယ်လို့ပြောလိုက်ပါတယ်။လူတွေနာကျင်တဲ့အခါမျက်လုံးထဲကနေမျက်ရည်တွေကျလာတတ်တယ်ဆိုတာကိုဂျေးသူမကိုသင်ပေးထားတာပါပြီးတော့သူမကဂျေးရဲ့လက်ပေါ်မှာနောက်ထပ်စကားလုံးတစ်ခုရေးလိုက်ပါတယ်။ဖေဖေရဲ့ဒါကိုမြင်လိုက်ရတော့ဂျေးသူမျက်ရည်တွေကိုမထိန်နိုင်တော့ပါဘူး။ဒီသူစိမ်းတစ်ယောက်ဟာကလေးမလေးကိုထားခဲ့ဖို့မစွမ်းတာတော့ပါဘူး။အသေးငယ်ဆုံးသောဂရုစိုက်မှုတွေကပဲအနက်ရှိုင်းဆုံးသောအမှတ်တရတွေကိုခြံထားခဲ့နိုင်ပါတယ်။ဂျေးနဲ့ယွန်းရဲ့ဇလန်းကသူစိမ်းတွေတောင်ကျွန်တော်တို့ဘဝရဲ့အထောက်ပံ့တွေဖြစ်လာနိုင်တယ်ဆိုတာကိုသင်ပေးသွားပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နော်